မင်္ဂလာမိတ်ဆွေတို့ရေကိုဘွားကိုအခြားဒီတွေကနောက်ဆက်နေရမဟုတ်ပဲကိုယ်တိုင်ငါပြင်ပြီးဖြည့်ဆည်းနေတယ်လို့မျိုးခံစားမှုပါသလားတကယ်တော့ကျမတို့အားလုံးမှာကိုလိုချင်တဲ့ပန်းနိုင်တွေရှိကြပါတယ်ကျမချင်တဲ့ချမ်းသာချင်တဲ့အချစ်စစ်ကိုလိုချင်ကြတယ်ဒါပေမဲ့ဒုစန္နာကအဲ့ဒီပန်းနိုင်ကိုရောက်ခံနေပြီဆိုရင်လည်းဖြစ်စားလို့တော့မယ်ဆိုရင်လည်းဖြစ်တစုံတစ်ခုကအမြဲတမ်းတားဆီးနေသလိုဖြစ်နေတတ်ပါတယ်အဲ့ဒီတားဆီးကဘာလဲကန်တရားလားပတ်ဝန်းကျင်လားဒါမှမဟုတ်ရင်မိသားစုလား Brianna Wiest ရေးသားထားတဲ့ The Mountain Is You ဆိုတဲ့စာအုပ်မှာတော့အဖြေကရှင်းပါတယ်ကိုရှိမှာပိတ်ရနေတဲ့တောင်ကြီးကအခြားသူမဟုတ်ပါဘူးမိတ်ဆွေကိုယ်တိုင်ပါပဲဒီကနေ့ So Whisper ကနေလူတိုင်းဖတ်တဲ့ဒီစာအုပ်ကောင်တုပ်ကိုအနည်းချုပ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီစာအုပ်အနည်းချုပ်ကိုနားထောင်ပြီးသွားတဲ့အခါမိတ်ဆွေဟာကိုတိုးတက်မှုကိုကိုယ်တိုင်ပြန်နှောက်ယှက်နေတဲ့အပြုအမူတွေကိုဘယ်လိုဖြစ်မလဲဆိုတာသိရှိသွားမှာဖြစ်ပါတယ်ကိုရန်ကိုပိတ်ချင်ဆိုတာဘာလဲပထမဆုံးအနေနဲ့ကျမတို့နားလည်ထားရမှာကကိုလန်ကိုပိတ်ချင်ဆိုတာကိုကအတုံးမကြလို့ပြင်းလို့ဖြစ်တာမဟုတ်ပါဘူးဒါဟာဇီဝဗေဒအရကိုကာကွယ်ဖို့ကြိုးစားတဲ့လုပ်ရတစ်ခုဖြစ်ပါတယ်ရှေ့အောင်ပြောရရင်မိတ်ဆွေမှာဆန္ဒနှစ်ခုလွန်ဆွဲနေတာပါပထမတစ်ခုကတိစိတ်ကလူလာချက်ဖြစ်ပါတယ်ဥပမာငါစာအုပ်တအုပ်ရေးချင်တယ်ဒုတိယတစ်ခုကမတိစိတ်ကလူလာချက်ဖြစ်ပါတယ်ဥပမာငါဝေဖန်ခံရမှာကြောက်တယ်ညှင်းပယ်ခံရမှာကြောက်တယ်ဒီနှစ်ခုတိုက်ပွဲဖြစ်တဲ့အခါမတိစိတ်ကအမြဲနိုင်သွားလိမ့်ရှိပါတယ်ဝေဖန်ခံရမှာကြောက်တဲ့မတိစိတ်ကစာအုပ်မရေးဖြစ်အောင်ညီးမျိုးစုံနဲ့တားပါတော့တယ်အချိန်မရှိလို့ပါဆိုပြီးစင်ကြေပေးမယ်ရေးလိုက်ဖြတ်လိုက်နဲ့အချိန်ကုန်နေမယ်ဒါဟာပြင်းတာမဟုတ်ပါဘူးကြောက်နေတာပါစာရေးဆရာမကပြောထားပါတယ်ကိုလန်ကိုပိတ်ချင်ဆိုတာကိုမလိုချင်တဲ့အရာကိုစီရောက်လာအောင်လုပ်နေခြင်းမဟုတ်ပါဘူးကိုလိုချင်တဲ့အရာကိုစီမရောက်လာအောင်တားဆီးနေခြင်းသာဖြစ်ပါတယ်ယင်းဤကြွယ်မှုကိုဆွဲလန်းခြင်းဒါဆိုရင်မေးစရာရှိတာကငါတိုးတက်ချင်လျက်နဲ့ဘာကြောင့်ကိုပြန်ဆွဲချနေမိတာလဲအဖြေကတော့လူသားတွေဟာပျော်ရွှင်မှုထွက်ယဉ်ဤကျင့်ဝတ်မှုကိုပုံမဲ့မောကြလို့ပါပဲကျမတို့ရဲ့အုံနောက်ကမတိတဲ့အရာမကြုံဘူးတဲ့အရာဆိုရင်အန်ဒီရဲ့လို့သတ်မှတ်ပါတယ်ဥပမာမိတ်ဆွေဟာငွေကြေးချက်တဲ့အခြေအနေနဲ့နှစ်ပေါင်းများစွာနေခဲ့ရတယ်ဆိုပါစို့မိတ်ဆွေချမ်းသာခြင်းမဲ့တကယ်တမ်းငွေတွေဝင်လာတဲ့အခါစိတ်ထဲမှာကနာမငြိမ်ဖြစ်လာတတ်ပါတယ်။ဘာကြောင့်လဲဆိုတော့ချမ်းသာခြင်းဆိုတာမိတ်ဆွေအတွက်မရင်းနှီးတဲ့နေမြေဖြစ်နေလို့ပါ။ဒါကြောင့်မတိစိတ်ကကိုနဲ့ယူနီပြီးတာငွေမရှိတဲ့အခြေအနေကိုပဲပြန်ရအောင်တွန်းပို့ပါတော့တယ်။ငွေကိုအလဟတတုံ့ပြလိုက်တာမျိုးလုပ်မိတတ်ကြပါတယ်။စာအုပ်ထဲမှာအရေးကြီးတဲ့စကားတစ်ခွန်းပါပါတယ်။မင်းရဲ့ comfort zone ဆိုတာမင်းအတွက်တတောင်တတာရှိတဲ့နေရာမဟုတ်ပါဘူး။မင်းအတွက်ယဉ်နီးပြီးရနေရာမို့လို့တတောင်တတာရှိတယ်လို့ထင်နေတဲ့နေရာတာဖြစ်ပါတယ်။စိတ်ခါချက်များကိုပါရာပြန်ခြင်းဒီတောင်ကြီးကိုချက်ဖက်ပွက်အတွက်အထီရောက်ဆုံးလက်နဲ့ကတော့စိတ်ခါချက်တွေကိုနားလည်ခြင်းပါပဲ။မကောင်းတဲ့စိတ်ခါချက်တွေကရန်သူမဟုတ်ပါဘူး။သူတို့ကကိုဘွားရဲ့လိုအပ်ချက်တွေကိုပြောပြနေတဲ့တန်တမန်တွေပါ။စာရေးဆရာမကဒီလိုခွဲခြမ်းပြထားပါတယ်။ဒေါ်လာထွက်ခြင်းတကယ်လို့မိတ်ဆွေဒေါ်လာထွက်နေရဆိုရင်အဲ့ဒါကိုယ့်ရဲ့တန်မိုးထားမှုတစ်ခုဖြစ်စီခံနေရပြီးဒါမှမဟုတ်ကိုယ့်ရဲ့စီကိုတယောက်ကကြော်လာပြီဆိုတဲ့လက္ခဏာပါဒေါ်လာကကိုပြန်ကာကွယ်ဖို့စီးပြန်တာဖို့တတိပေးနေတာပါမနာလိုဝင်တော့ခြင်းသူများအမြင်နာကိုမြင်ပြီးမနာလိုဖြစ်နေပါသလားကိုအပြစ်မတင်ပါနဲ့မနာလိုမှုဆိုတာငါလည်းအဲ့ဒီအရာကိုလိုချင်နေတယ်ဒါပေမဲ့ငါမလုပ်နိုင်ဘူးလို့ကိုငင်းပိတ်ထားတယ်ဆိုတဲ့တတိပါမနာလိုဖြစ်တဲ့အရာကမိတ်ဆွေတကယ်ဝါနာပါတဲ့အရာဖြစ်နေတတ်ပါတယ်စိတ်ထိုင်မှန်းခြင်းဘာလို့စိတ်မပါဖြစ်နေရင်တော့မိတ်ဆွေလက်ရှိရှောင်းနေတဲ့လမ်းကမိတ်ဆွေရဲ့စစ်မှန်တဲ့ပန်းတိုင်းနဲ့လွဲနေပြီဆိုတာကိုပြသနေတာပါဒီခံရချက်တွေကိုလစ်လူမရှုပဲသူတို့ဘာပြောချင်တာလဲဆိုတာနားထောင်လိုက်တဲ့အခါတောင်ကြီးကိုဖြိုဖျက်နိုင်မဲ့လမ်းစာပေါ်လာပါလိမ့်မယ်လူတစ်အဖြစ်ပြောင်းလဲခြင်း
နောက်ဆုံးအနေနဲ့ဒီတောင်ကြီးကိုဘယ်လိုကြော်ဖြတ်မလဲဆာရေးဆံမာကဒီလိုပြောထားပါတယ်တောင်ကိုဖြိုချဖို့မကြိုးစားပါနဲ့တောင်ကိုကြော်ဖြတ်နိုင်မဲ့လူတစ်တစ်ယောက်ဖြစ်လာအောင်ကိုတိဆောက်ပါတဲ့ဒါကိုလုပ်ဖို့နီလန်တစ်ခုရှိပါတယ်ပထမနီလန်ကအသေးစားပြောင်းလဲမှုများဖြစ်ပါတယ်မနေ့ပြန်ကြမှချက်ချင်းကြီးဘွားပြောင်းသွားအောင်လုပ်စရာမလိုပါဘူးဒီနေ့မှာဤတစ်ခက်ပို့တော့တာစာတမျက်နာပူဖတ်တာဖုန်းတုံးနာကို9မိနစ်လျှော့တာဒီလိုအတေးမဆုံးအပြောင်းလဲတွေကနေအုံနောက်ကိုပုံစံအတင်းနဲ့မိတ်ဆက်ပေးရပါမယ်ဒါမှမတီးစိတ်ကမလန့်ပဲလက်ခံလာမှာပါဒုတိယနီလန်ကအနာဂတ်ကိုပုံဖော်ခြင်းဖြစ်ပါတယ်လက်ရှိဖြစ်တဲ့နာကိုဖြေရှင်းတဲ့အခါယခုလက်ရှိမိမိအနေနဲ့မစင်စားပဲမိမိဖြစ်ချင်တဲ့အကောင်းဆုံးသောမိမိဆိုရင်ဒီကိစ္စကိုဘယ်လိုဖြေရှင်းမလဲလို့စဉ်းစားပါအောင်မြင်နေရဲ့မိမိဆိုရင်အခုလိုအချိန်ဖြုံးနေမလားစမ်းမာတဲ့မိမိဆိုရင်ရောဒီစားတော့ကိုစားနေမလားအဲ့ဒီလိုမိကွန်းထုတ်ပြီးပြုမှုနေထိုင်လိုက်တာနဲ့မိတ်ဆွေဟာတောင်ကြီးကိုစတင်ကြော်ဖြတ်နေပါပြီမိတ်ဆွေရဲ့အတိတ်ကတရားတွေအထောက်တရားတွေနဲ့အလေးချက်ဟောင်းတွေဟာမိတ်ဆွေရဲ့တောင်ကြီးတွေပါပဲဒါပေမဲ့အဲ့ဒီတောင်ကြီးတွေရှိနေတာကမိတ်ဆွေကိုတာစီဖို့မဟုတ်ပါဘူးအဲ့ဒီတောင်တွေကိုတက်လန်းရတဲ့မိတ်ဆွေဟာပိုတန်မာတဲ့ပိုရင်ဆက်တဲ့လူသားတယောက်ဖြစ်လာဖို့ပါပဲတောင်ကြီးကမိမိကိုယ်တိုင်မှာပဲဒါပေမဲ့တောင်တက်သမားကလည်းမိမိကိုယ်တိုင်မှာပဲဆိုတာမမေ့ပါနဲ့ဒီဆောင်းအနေချက်ကိုနားထောင်ပြီးမိတ်ဆွေအတွက်ဘယ်အချက်ကအထီးမိဆုံးလဲဆိုတာ comment မှာမျှဝေခဲ့ပေးပါဦးအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်